ကိုရီးယားငွေစက်ကူ9000နန်းပေါ်ကအဖို့ကဘာတူလဲဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့ချိုးအနေနဲ့ပြတ်ပေးမှာကတော့ဒီကိုရီးယားငွေစက်ကူ9000နန်းပေါ်မှာပါရှိတဲ့ဒီပညာရှိအဖို့အကြောင်းကိုပြတ်ပေးမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကိုရီးယားငွေ9000နန်းပေါ်မှာပါတယ်ပေါ့နော်ဒီပုဂ္ဂိုလ်ကိုမြင်ဘူးကြမှာပါသူကတော့ဂျိုဆွန်ခေရဲ့အတော်ဆုံးပညာရှိကြီးအီပဲဖြစ်ပါတယ်သူ့ကိုယူကုတ်လို့လည်းခေါ်ကြပါတယ်နောက်တစ်ခုကသူကကိုရီးယားသမိုင်းမှာအញ្ញံအကောင်းဆုံးလို့သတ်မှတ်ခံရသူပါအစိုးရဝန်ထမ်းဆောင်မွေးပွဲကို6ကြိမ်ဖြည့်ခဲ့ရမှာလဲ6ကြိမ်လုံးပထမရခဲ့လို့သူ့ကိုဂူတုံကျန်းကုန်းလို့လည်းတင်စားခေါ်ရကြပါတယ်နောက်ငွေဆက်ကူရဲ့နောက်ခံမှာပါတယ်ပေါ့နော်အင်္ဂလိပ်ကတော့သူမွေးဖွားခဲ့တဲ့ဂန်လုံးမျိုးကအိုကျုံကုန်းအိမ်တော်ပဲဖြစ်ပါတယ်အနဲ့ရောင်ဝါးပင်တွေပေါက်တဲ့နေရာလို့အတိတ်ပဲရပါတယ်ထူးခြားတာတစ်ခုက9000တန်ပေါ်ကပေါ့နော်အမျိုးသမီးကြီးရာဆိုရင်ပြည်ရဲ့မိခင်ဖြစ်ပါတယ်မိခင်နဲ့သား2ယောက်စလုံးငွေဆက်ကူပေါ်မှာဂုံပြုခံရတာဟာကမ္ဘာမှာရှားရှားပါပါဂုံယူစရာတစ်ခုပါပဲပညာထူးချွန်ရုံနဲ့မကပဲတိုင်းပြည်အတွက်အမျှော်မြင်ရှိခဲ့တဲ့ဒီပုဂ္ဂိုလ်ဟာကိုရီးယားလူမျိုးတွေရဲ့စံပြပုဂ္ဂိုလ်ကြီးဖြစ်ယနေ့တိုင်တည်ရှိနေစေဖြစ်ပါတယ်အားလုံးပဲခုလောက်ဆိုလို့ရှိရင်ဒီ9000နံပါတ်မှာပါတဲ့ပညာရှိအဖို့အကြောင်းကိုသိရှိသွားလောက်ပြီလို့ထင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိ like ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်